ဗျာကဲညဘက်ဟင်းလေးတွေတစ်ဖြက်ဟင်းလေးတွေကြက်ပါပြီဗျာအဲ့ဒါတော့များအားလုံးလာရောက်အပေးသုံးဆောင်လို့ရပါပြီခင်ဗျာပကံဦးစေစင်ရုပ်ဘူဖေထမင်းဆိုင်စီမှာဟင်းနေအများကြီးကြက်ပါပြီဗျာအရန်ဟင်းလေးတွေလည်းကြက်ပါပြီကလေးတွေခတ်နေပါတယ်အဲ့ဒါတော့များအားလုံးအတွက်လာရောက်အပေးတဲ့အဲ့ဒါတော့များလည်းရောက်ရှိနေပါပြီအဲ့လေးကတော့အခုညဘက်ချပေးမယ်အရန်ဟင်းလေးတွေပါဗျာအဲ့ဒါတော့များအားလုံးအတွက်လာရောက်အပေးသုံးဆောင်လို့ရပါပြီဗျာ6 နာရီဖွင့်ပြီဆိုတာနဲ့လာရောက်အပေးနေဧည့်သည်တော်များကျေးဇူးရှင်များမြန်မာနိုင်ငံရဲ့မှာထမင်းရှင်ကျေးဇူးရှင်များရောက်ရှိနေပါပြီဗျာနောက်ထပ်ဧည့်သည်တော်များလည်းလာနေပါပြီဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာပကံဦးစေစင်ဦးဖေးထမင်းဆိုင်မှာကြိုးဆိုလိုက်ရပါတယ်ခင်ဗျာဒီကနေ့ကျွန်တော်ဦးစေဆိုင်မှာဟင်းနေကြက်ပါပြီအားလုံးပဲအဲ့ဒါတော့များလာရောက်အပေးသုံးဆောင်လို့ရပါပြီခင်ဗျာအရန်ဟင်းနေဆိုလို့ရှိရင်လည်းကျွန်တော်ဖရီးချပေးတဲ့ရန်ဟင်းအမျိုး20လောက်ကရှယ်ကြီးတွေလှုပ်ထားပေးပါတယ်ခင်ဗျာအားလုံးပဲပကံရောက်ပြီဆိုရင်ကျွန်တော်ဒီဦးစေကိုတတိရလိုက်ပါခင်ဗျာဒါကတော့ကျွန်တော်ဒီဦးစေစင်းဖွေးထမင်းဆိုင်မှာရရှိမဲ့ဟင်းမျိုးပေါင်း20ကျော်ဖြစ်ပါတယ်ခင်ဗျာအဲ့ဒါတော့များအားလုံးအတွက်ရှယ်အများချက်လေးတွေချက်ပြုတ်ထားပါတယ်ခင်ဗျာလာရောက်အပေးလို့ရပါတယ်မကြီးပြတ်တုတ်တွေလည်းရပါပြီခင်ဗျာလာရောက်အပေးသုံးဆောင်လို့ရပါပြီ
အားလုံးပဲမင်္ဂလာပါခင်ဗျာဦးစီဆိုင်မှာအခုညဘက်ဟင်းလျာလေးတွေအိုးပြည့်ချက်ထားပါတယ်ဗျာဒီမှာ share ပုံရည်တွေရောအဲ့မဲ့ပစုံတုပ်မြစ်ပစုံတုပ်ကြီးတွေရောဗျာအခုလိုအိုးအပြည့်ကျွန်တော်ချက်ထားပါတယ်ဗျာအဲ့ဒါတော့များအားလုံးလာရောက်အားပေးသုံးဆောင်လို့ရပါပြီခင်ဗျာခရစ်စမတ်မှာဆိုင်ကိုရောက်ရှိနေတဲ့အဲ့ဒါတော့များအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ပကံဦးစေစင်ရုံဘူဖေထမင်းဆိုင်မှာကြိုးဆိုပါတယ်ခင်ဗျာအဲ့ဒါတော့များအားလုံးအတွက်ဒီမှာဟင်းတွေအပြည့်ရှယ်ကြီးတွေချက်ထားပါတယ်ဗျာအားရောက်အားပေးနေတဲ့အဲ့ဒါတော့များလည်းရောက်ရှိနေပါပြီခင်ဗျာအဲ့ဒါတော့များအားလုံးကျေးဇူးအများကြီးတင်ပါတယ်မြန်မာနိုင်ငံအနေနဲ့ရမှာ900တာသမီးကျေးဇူးရှင်များအပေါင်းခုလိုပကံရောက်တော့ဦးစေစီကိုလာရောက်အားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာပါဗျာအရန်ဟင်းတွေလည်း share လုပ်ထားပါတယ် Have a holly jolly Christmas. It's the best time of the year. I don't know if there'll be snow, but have a cup of cheer. Have a holly jolly Christmas. And when you walk down the street, say hello to friends you know and everyone you meet.လေခရီးသွားနေတာမလို့အဲ့ဒီ PC ကိုအဲ့ဒီလိုဘယ်လိုလုပ်လဲဒုတိယမြောက်လာအပြင် Someone wrote this song for, and I could tell you where it's from. Before 73625, put my mind at ease. I see skies of blue, clouds of white, the bright blessed day, the dark sacred night, and I think to myself, what a wonderful world. I see trees of green, red roses too. I see them bloom for me and you, and I think to myself, what a wonderful world. The colors of the rainbow.လူဆုံးလို့ရှိရင်ဟင်းပွဲလေးရွတ်ပြမယ်နော်ဟောဟင်းလေးတွေကများတော့လေနှစ်ခေါက်အမြန်ရွတ် One for the money, two for the show, three to get ready. Now go, cat, go, but don't you step on my blue suede shoe. You can do anything but lay off of my blue suede shoe. Well, you can knock me down, step in my face, slander my name all over the place, and do anything that you wanna do. But honey, lay off of my shoes, and don't you step on my blue suede shoe. You can do anything but lay off of my blue suede shoe. Oh, let's go, cat.
လုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ပကံဦးစေစင်ရောဘူဖေးတမဲဆိုင်ရဲ့ပိုင်ရှင်ဦးစေဖြစ်ပါတယ်ခင်ဗျာယခုလိုဧည့်သည်တော်များကျွန်တော်ဦးစေဆိုင်ကိုလာရောက်အားပေးကြတဲ့အတွက်ကျွန်တော်ဦးစေမှာကျေးဇူးကိုအများကြီးတင်ပါတယ်ခင်ဗျာဦးစေတမဲဆိုင်ရာဆိုရင်ညဦးမြို့ရွှေစည်းကုံဖျားတောင်ဘက်မုတ်အလိုတော်ပြည့်ဘုန်းကြီးကျောင်းအနီးမှာတည်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံအနေနဲ့ရရက်မှာဧည့်သည်တော်များကျေးဇူးရှင်များခုနှစ်ရက်သားသမီးများအပေါင်းကျမ်းမာချမ်းသာကြပါစေခင်ဗျာမအိုးလောက်ချပေးတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ပကံဦးစေစင်ရောဘူဖေးတမဲဆိုင်ဟိုယခုလိုမြန်မာနိုင်ငံအနေနဲ့ရရက်မှာဧည့်သည်တော်များပကံကိုအလဲပဲရောက်ရှိနေတဲ့အချိန်ကျွန်တော်ရဲ့ဆိုင်ကိုအခုဒီနေ့ညမှာဒီလိုမျိုးဧည့်သည်တော်များဆိုလာရောက်အားပေးကြတဲ့အတွက်ကျွန်တော်ဦးစေရနဲ့ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းကိုဒီဗီဒီယိုလေးနဲ့တကွကျွန်တော်ဖော်ပြလိုက်ရပါတယ်ခင်ဗျာပကံကိုရောက်ကြတဲ့လူချင်းနဲ့ဧည့်သည်တော်များအားလုံးဦးစေစီရောက်လို့အစဉ်ပြေချောချောမွေ့မွေ့စားလို့ရသွားတယ်ဆိုရင်ပဲဦးစေရကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဧည့်သည်တော်များအားလုံးခရစ်စမတ် New Year မှာလည်းကျွန်တော်အဆိုင်ကိုလာရောက်အားပေးကြဖို့အတွက်ကျွန်တော်အမျိုးများကိုကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျာကျွန်တော်ဦးစေရဆိုလို့ရှိရင်ညဦးမြို့ရွှေစည်းကုံဖျားတောင်ဘက်မုတ်အလိုတော်ပြည့်ဘုန်းကြီးကျောင်းအနီးမှာတည်ရှိပါ